ကဲဒီတစ်ခေါက်တော့ vocabulary တွေကိုလေ့လာရင်းနဲ့ကိုယ့်ဘဝကိုလည်းတိုးတက်အောင်စူးစမ်းရင်းသူများတွေအတွက်လည်းကောင်းမှုကုသိုလ်လေးတွေပြုရင်းနဲ့ vocabulary တွေလေ့လာလို့ရနိုင်မယ် website တွေတစ်ခုကို share လုပ်ချင်ပါတယ်အဲ့ဒီ website လေးရဲ့နာမည်ကတော့ free rise လို့ခေါ်တယ်။နောက် Google မှာ free rise လို့ရိုက်ချလိုက်ရင်ဒီလိုမျိုးအပြရောင်ဒီ logo လေးနဲ့ဒီ free rise home ဆိုရရှိတယ်။အဲ့ဒီကိုဝင်လိုက်တဲ့အချိန်ကြာရင်ဒီလိုမျိုးလေးတွေကိုတွေ့လို့ရတယ်ဆိုတော့ play the game ဆိုတော့ကိုစပြနှိပ်လို့လည်းရတယ်ဒါမှမဟုတ်ကိုကဒီ login တွေဝင်လို့ရတယ်တခြား resources တွေသွားပြီးတော့check လုပ်ကြည့်လို့ရတယ်အရင်ဆုံး resources ကိုနောက်မှပြန်မယ်အရင်ဆုံးဒီ website ရဲ့ညာဘက်တောင်လေးမှာလားဒါမှမဟုတ်ဒီအောက်မှာ play the game ဆို button လေးရှိတယ်ဆိုတော့ကိုဒါကဘာလိုမျိုးလဲဆိုတော့ကို game တစ်ခုဆော့လို့အဖြေတစ်ခုမှန်သွားတိုင်းဆန်ဆယ်စီစုနိုင်မယ်အဲ့ဒီဆန်လေးတွေဟာအဲ့ဒီဆန်ရဲ့ number တွေ collect လုပ်ထားပြီးတော့ဒီ UN ကနေမှဒီ UN World Food Program ကနေမှဒီအစာရေစာရှားပါနေတဲ့ဒေသတွေမှာပေါ့ထမင်းနေစမ်းနေစားတောက်ဆရာကြီးလှူတဲ့program တစ်ခုဖြစ်တယ်ဒါကဘယ်လိုလုပ်တလဲဆိုတာကိုဒီနည်းနည်း research လုပ်ထားတဲ့အခါမှာဒီကိုကဆန်ကိုတိုက်ရိုက်ကြီးကိုသွားပေးနိုင်တာတော့မဟုတ်ဘူးဒါပေမဲ့ဘယ်လိုမျိုးလဲဆိုတော့အခုဆူရှီတို့ဒီ vocabulary တစ်လုံးကိုမှန်အောင်ဖြေလိုက်လို့ဆန်ဆယ်စီရသွားမယ်အဲ့လိုကနေဒီကတော့သူကဒီမှာဒါကိုသုံးဆွဲတဲ့သူများလာတဲ့ချိန်ညရင်ဒီကနေသူတို့ဒီ program ကနေဒီကြော်ညာတွေ advertisement လေးတွေများများလက်ခံနိုင်နေကွယ်ဆိုတော့အဲ့ဒီ advertisement သုံးဆွဲတဲ့သူများလို့ advertisement တွေများလေသူတို့အဲ့ဒီကနေဝင်ငွေပိုရပြီးတော့စံနေစားတောက်စီရတွေလိုအပ်နေတဲ့သူတွေကိုပို့ပြီးလှူနိုင်လေပဲဆိုတော့အရင်ဦးဆုံးဒါဘယ်လိုဆော့ရလဲဆိုတော့ဇီဂျီက share လုပ်ပြမယ်ဆိုတော့ဒါကဇီဂျီကဒီ login ဝင်ထားပြီးသားမှုလို့ဒီမှာ skills cafe ဆိုပြီးတခါတော့ပေါ်နေပေါ့အကယ်၍ကိုကဒါ free ဆော့လို့လည်းရတယ်အကယ်၍ပြီးရင်ဒီတိုင်း login လုပ်ချင်ဘူးဒီတိုင်းမဲဆော့ချင်နေဆိုလည်းရတယ်ပြီးရင်လောလောဆယ်ဒီကိုဝင်လိုက်တာတဲ့ဒီလိုမျိုး game တွေတခါတည်းပါပြီးတော့ကိုကအဲ့လိုမဟုတ်ဘူး category လေးကိုရွေးချင်နေဆိုရင်ဒီညဘဲတောင်းလေးမှာဒီ line 3 line လေးရှိတယ်အဲ့ဒီကသွားနှိပ်လိုက်ရင် category ရွေးလို့ရတယ်ကိုယ့်ရဲ့ difficulty level ကိုလည်းရွေးလို့ရတယ်ကိုဘယ်လို challenge မျိုးတွေဆော့ချင်လဲဆိုတော့လည်းသွားပြီးရွေးလို့ရတယ် group play ဆော့ချင်လားရတယ်ပြီးရင် leaderboard ဆိုတာကိုဆော့ထားတဲ့ဟာရလက်တွေဘယ်လောက်ရှိလဲကိုယ့်ရဲ့ level ဘယ်လောက်ရှိလဲအဲ့လိုမျိုးတွေစမ်းကြည့်လို့ရတယ်အရင်ဆုံးဒီ category ကိုရွေးပြမယ် category မှာဆိုရင်ဒါ English နဲ့ပတ်သက်တဲ့ category တွေရှိတယ် art culture history focus on food ambassadors for chain language learning Chinese Japanese math science social science ဒီမှာဆိုရင်ပြီးရင်ဒီမှာအများကြီးရှိပါဒီထဲမှာEnglish ကိုရေးချင်တယ် English ကို spelling လား grammar လား vocabulary လား proverbs စကားပုံလေးလား root words လေးလားအများကြီးကိုသွားပြီးကိုကြိုက်တာကိုလုပ်လို့ရတယ်ဒီမှာကအရင်တော့ကဗာလဲတချို့ Korean လေးတွေ့တယ်အခုတော့ Korean မတွေ့တော့ဘူးဘယ်လိုဖြစ်လို့လဲမသိဘူးတခြားကိုကြည့်အောင် difficulty level မှာဆိုရင်ကိုကအလွယ်ဆုံးကိုဖြည့်နေရင်လည်းကိုဖြည့်တဲ့ level ကစကလုံးရဲ့ level ကဘယ်လောက်ရောက်လာလဲဆိုတော့တခါတည်းပြောင်းသွားတာဟုတ်တယ်အခုပထမဦးဆုံးအစမှာဆိုရင်အရန်လွယ်တဲ့မိကုန်းလေးမြင်မယ်ဒုတိယက easier next က normal next က hard and the last is the hardest ပေါ့ဒီလိုမျိုး level တစ်ခုချင်းစီကိုကဖြည့်တာမှန်တာများတယ်ဆိုရင် the level လေးတက်သွားပြီးအဲ့လိုမျိုးရှိတယ်ဆိုတော့ဒါ challenges တွေဆိုရင်လည်းဒီမှာဆိုရင်ဒါလက်ရှိသူတို့ challenges လေးပေါ့ဒီလိုမျိုးကိုစိတ်ဝင်စားတဲ့ program ကို view challenge ဆိုပြီးတော့ကြည့်လို့ရတယ်ဒါပေမဲ့စီအခုဝင်ကြည့်လောက်ကတော့ဒီထဲမှာပေးထားတဲ့ challenge တွေကကျတော့ပြီးသွားပြီပေါ့လက်ရှိမှာတော့ရှိမနေသေးဘူးဆိုတော့ back to home ကိုပြန်သွားမယ်ဆိုတော့ game ကိုပြန်သွားမယ်ဒီမှာစော့မယ်ပေါ့ဒီမှာဆိုရင်ဘယ်လိုလုပ်မလဲဆိုရင်ဘယ်လိုလုပ်စတာ English red let's see means အဓိပ္ပာယ်ကဘာလဲအခုလောလောဆယ်ဆိုရှင်အရင်ကဒီကအရင်က trying ကြည့်ထားတာကဘယ်လောက်ရှိလဲဆိုရင်စံစီပေါင်း400စီ collect လုပ်ထားပြီပေါ့red let's see meaning are an easyမှန်နေဆိုရင် green လေးပြမယ်မှားတယ်ဆိုရင်ဘယ်လိုမျိုးလဲဆိုရှင်ထားပြ legendary ရဲ့အဓိပ္ပာယ်က dutiful and fabled sorrowful acceptable I guess this one yes it is right just a guess ကိုမသိရင်တော့မှ guess လို့ရင်းနဲ့ဒီတမျိုး learning လောက်တာမျိုးလို့ရင်ဒါကကျတော့ active learning ပုံစံမျိုးလေးဖြစ်တယ်ဘာလို့ဆိုတော့ဒီတိုင်းကြီးအဖြေဘယ်လိုရမလဲ first ဒီတိုင်းကြီးစကလုံးကိုကြည့်တယ်ဒီအဖြေကိုကြည့်တယ်အဲ့လိုမျိုးတွေတောက်လျှောက်မှတ်သွားရင်က passive learning ပဲဘာကြောင့်လဲဆိုတော့အုံနောက်ကအဲ့ဒါကို actively လိုက်ပြီးတော့မစင်စားနေဘူးကွာဒီတိုင်းကြည့်နေရင်မြင်တော့မြင်တယ်မဲ့ဒီတိုင်းကြာလာတဲ့ချိန်ကျအဲ့ဒါက boring ဖြစ်လာတိတ်ပြီး engage မဖြစ်ဘူးဒီလိုမျိုးကိုမသိတဲ့စကလုံးကိုတော့အသိဖြစ်နေမှာဒီလိုမျိုးခံမှန်းကြည့်ရင်းနဲ့ဒါကို
ကိုယ့်ရဲ့ critical thinking အတွက်လည်းကောင်းသလိုဒါ ဒီ vocabulary new vocabulary တွေကို learning လုပ်ဖို့အတွက်လည်းအရန်ကောင်းတဲ့နည်းလမ်းတစ်ခုဖြစ်တယ် villainous ကိုတော့အဓိပ္ပာယ်တိကျမသိဘူးဆိုရင်တော့ villain ဆိုတာကိုသိစနောက်က OUS ကိုဖြောက်ထားပြီးတော့ villainous ဆိုတာမကောင်းတဲ့ဟာလူဆိုး splendid ဆိုတာမသိဘူးထားပါ approach ကိုတော့ကိုသိရတာ approach ဆိုတာတခုကိုချင်းကပ်တာမျိုး and weak ဆိုတာကကျတော့ weak ဆိုတဲ့စကားလုံးကဒီညံနဲ့များတာလို့မျိုး handy ဆိုရင် is I don't know the correct meaning of handy but I feel like it နည်းနည်းလွယ်ကူတယ်လို့မျိုးအဲ့လိုမျိုးတွေပဲဆိုတော့ဒါ villain နဲ့အနည်းဆုံးစကားလုံးက weak လို့ကိုခံမှန်းလိုက်တယ်ဒါ critical thinking ကိုဒါအသေးစိတ်ရှင်းပြတာပေါ့ဆို weak ဟုတ်မယ်ထင်တယ် yes မှန်သွားပြီဆိုတော့ဒီလိုမျိုးအောက်ကနေပုံကလေးလည်းပြထားပေးတယ်ဆိုစကားလုံးပေါင်း30sorry center အမှတ်30ရပြီပေါ့ဒီကိုရဲ့ real progress ဆိုတဲ့ဟာမှာကြည့်လိုက်ရင်430ရှိနေပြီ remote ရဲ့ meaning က distant sick worry need ဘာမှမသက်ဆိုင်နေဘူး sick တွေ worry တွေ need တွေဘာနဲ့မသက်ဆိုင်တဲ့ဟာတွေမှာအနည်းဆုံးက distant မရှိတာ so yes remote learning distant learning the same meaning ပဲ so twilight ရဲ့အဓိပ္ပာယ်ကဘာလဲ backpack ကျုပ်ပွေလာ medical examination လာ dusk လာ lottery actually ပြီးခဲ့တဲ့ခါဒါဆူရှိဖြေတာကဒီစကလုံးကပါထားပြီးတဲ့မို့လို့ဒီခေါက်ကျမှတ်မိတာဗါလဲဆို dusk ဆိုတဲ့အဓိပ္ပာယ်အကြီးပထမတစ်ခေါက်တော့ဒီဟာမှားသွားတယ်ဒီလိုမျိုးကိုဖြင်းနဲ့ဒီဟာလေးကပြန်မြင်လိုက်တာဘယ်လိုရမလဲအုံနောက်က very easy to remember အရင်မှတ်မိရလွယ်ပေါ့ descent descent တဲ့ဒီဘက်က dampen လာ go down လာ unleash လာ mumble descent I guess go down or unleash one of them နှစ်ခုရဲ့တစ်ခုလို့ထင်တယ် is it going down unleash I want to choose go down oh yes it was right many neat so there's a long တက်ရက်တယ်လို့ဆိုရင်သိထားရပေါ့ neat tend mean prohibit make better tidy I guess tidy rip tidy ရဲ့အဓိပ္ပာယ်ကလည်းတက်ရက်တာပဲ prohibit ဆိုတာစီ make better ဆိုပူကောင်းတယ် rip ဆိုတာဆုတ်ဖြဲတာဆိုတော့အနည်းဆုံးက tidy ပဲရှိတယ် oh yes it was right ဒီလိုမျိုးလေးတွေကိုက learning လုပ်လို့ရတယ်အဲဒါပြီးရင်ကိုက leaderboard လာ leaderboard ကိုစီတစ်ချက်ပြခြင်းတယ် leaderboard ကိုတွားပြီးကြည့်တဲ့စီများတာကိုရဲ့ profile မှာတွားပြီးတော့နှိမ့်တဲ့ဒီဇိမ်း Korean နဲ့ဒီမှာရှိရဆိုရင်အရင်တော့က learning လုပ်ထားတာ 95% correct English vocabulary 70 grains မှာဆိုရင်100% correct လို့မြင်ရထားကိုရဲ့ဒါ profile ကိုတွားကြည့်မယ်ဒါ profile badges ဆိုရင်ဒီမှာကိုအနေနဲ့ကဘာပဲရှိကလေးဆိုရင်470ပဲရှိသေးတယ်ကြောင့်ကိုက small holder တော့မဖြစ်သေးဘူးဒါကိုကအများကြီးလူနိုင်ခြင်းဒီမှာ level budget တွေရဖို့တည်းဆိုကိုအများကြီးဆော်ရမှာစကလုံးနဲ့အများကြီးမှန်မှာဒါသူတို့သတ်မှတ်ထားတဲ့ level တွေစီကိုကရောက်နိုင်မှာပေါ့ပြီးရင်ဒီမှာ leaderboard ကိုတော့ပြမယ် leaderboard မှာဆိုရင်ဒီနောက်ပိုင်းမှာအများဆုံးလူထားတဲ့ပထမဆုံးဘယ်သူလဲဆိုဒီနာမည်ပေါ့သူရထားတဲ့စံစီပေါင်းကဒါလောက်ရှိပါတယ်ဆိုပြီးခဲ့တဲ့ခေါက်ကဒီအောက်က number 2လာမသိဘူးစီမှတ်မိတဲ့လောက်ကတစ်ခေါက်နဲ့တစ်ခေါက်တူနေမှာမဟုတ်ဘူးဒါအမြဲတမ်းဘယ်လိုရမလဲဒါ active ဖြစ်နေတဲ့ website မို့လို့လေနော်ဆိုတော့ဒါလေးကဒါကုသိုလ်လေးရတယ်ကိုယ့်ရဲ့ဘယ်လိုရမလဲကိုယ့်အတွက်လည်းအများကြီးထောက်ကူဖြစ်တဲ့game လေးတစ်ခုဖြစ်တယ်ဆိုတော့လကားနေတဲ့ချိန်အားနေတဲ့အချိန်ပြင်းနေတယ်လို့စဉ်းစားမိချိန်တိုင်းဒီ website လေးကိုတတိယပြီးတော့လာဆော့ရင်းနဲ့ကိုယ့်အတွက်ရောဒီသူများတွေအတွက်ရောကောင်းကျိုးတွေပြုနိုင်ဖို့တဆရှိရ share လုပ်လိုက်ပါတယ် and thank you so much for watching and I will see you in the next video bye bye